哦，你哩都阿姑阿哩，培养生说培养的啥不着铺门，送铺嘛没？啊生铺嘛说咯，你哩培养生么？阿姑的，屋里个阿姑考察那个么呢？屋里个考察那个，现在伢你考察的么啦？好的。现在考察的说咯，屋里啊现在阿姑为过来拖那边，他把着我，现在考没过来拖嘛要的他，啊那等那个么屋里啊你哩都培养来铺门，培养来铺门说咯，你哩个爸妈都啥？培养啥铺门？水电工。水电工培养。ဟုတ်ပြီစေတုံဖျားပြီးတော့ဟိုအလိုက်တဲ့ဖျားတွေအကုန်လုံးပေါ့ဟုတ်တယ်ဟိုရေလေကြောက်တန်းသွားမလားမေးကြည့်ပါဦးရေလေကြောက်တန်းသွားမလားရေလေကြောက်တန်းဆိုလို့ရှိရင်တော့အချိန်ကတော့ဘယ်လောက်ပေးရလဲ3နိုင်လောက်ပေးရတယ်အသွားပြန်အစုံသွားတော့တယ်အဲ့ဆိုရင်ရန်ကုန်မြို့တွင်ပဲသွားမှာပေါ့နော်ဟုတ်တယ်ရန်ကုန်မြို့သွားမယ်ညနေကြလို့ရှိရင်ဦးလေးပြပြမယ်ညနေကဦးလေးသတ်မှတ်တာက9နိုင်သတ်မှတ်တာလေ9နိုင်မဟုတ်ဘူးသေးလား6နိုင်9နိုင်တိဦးလေးပေးတယ်နော်သမီးတို့ဟိုအခုလို့သမီးတို့ဦးလေးရှင်းနိုင်ခေါ်ရတယ်ဦးလေးကလည်း9နိုင်မှရောက်တယ်လေ9နိုင်မှရောက်တယ်ပြီးလို့ရှိရင်သမီးတို့ဖះကိုစိတ်ကြိုက်အေးစေးဖူး9နိုင်မပြီးရင်6နိုင်မပြီး9နိုင်ပေါ့ဟုတ်တယ်နော်ဟုတ်ပါအဲ့ဒါဆိုလို့ရှိရင်ဦးလေးညီလေးတို့မသိတဲ့အကြောင်းပြောပြအောင်မသိလားဟုတ်ဦးလေးကိုဒီမှာကြည့်ဦးလေးပြမယ်ဒီမှာကြည့်ဒီဖုန်းထဲမှာညီလေးရှာလိုက်ဥပိုပြူဒီမှာတွေ့လားဟုတ်ဒါဥပိုပြူဆိုပြီးတော့လေပလင်းစရိုးထဲမှာရိုက်ရှာလိုက်ဟုတ်ဟုတ်လားဟုတ်ပလင်းစရိုးထဲမှာရိုက်ရှာလိုက်လို့ရှိရင်ဥပိုပြူတစီဆိုပြီးတော့ပေါ်လာမယ်ညီလေးတွေ့လားအဲ့မှာညီလေးအခုဆိုလို့ရှိရင်ဟိုနိုင်ငံသားမလို့ကွာဟိုခေါ်တဲ့ခါကြလို့ရှိရင်ဒီကနေတော့လမ်းကြောင်းလဲပြတယ်ဟုတ်သွားမဲ့လမ်းကြောင်းလဲပြတယ်ခေါ်မဲ့လမ်းကြောင်းလဲပြတယ်ဟုတ်အဲ့ဒါကိုညီလေးတို့ကဘယ်လိုခေါ်မယ်ဆိုလို့ရှိရင်ဥပိုပြူဆိုပြီးတော့ပလင်းစရိုးထဲမှာရှာလိုက်ရုံပဲဟုတ်တော့ပေါ့တော့ပလင်းစရိုးမှာရှာတဲ့ခါကျတော့ဥပိုပြူဆိုပြီးတော့ထွက်လာမယ်ပြီးလို့ရှိရင်ဥပိုပြူလို့ထွက်လာလို့ရှိရင်ပလင်းစရိုးထဲမှာဘာရှာရမယ်ဆိုရင်ဟိုပါပေါ့နေပလင်းစရိုးထဲမှာတူခဲသားဆိုတော့စော့ဝဲဦးလေးပြမယ်ဒါကဥပိုပြူနော်ဟုတ်လေဥပိုပြူပလင်းစရိုးထဲမှာဒီမှာကြီးဦးလေးပြမယ်ဒီမှာတူခဲသားဒီပုံလေးနော်ဒီပုံလေးပေါ့ဒီပုံလေးကပလင်းစရိုးမှာရှာလိုက်တာနဲ့တူခဲသားဆိုပြီးတော့ရှာလိုက်ဟုတ်သွားမယ်သမီးတို့ဒီမှာဦးလေးကဒီမှာညီလေးတို့ရှင်းပြတယ်ဦးလေးတို့ဟိုတူခဲသားဆိုပြီးတော့စော့ဝဲနေလေဟုတ်မေရလက်ရှင်လို့လေဟောလှက်ပေးရလှုပ်ပေးမယ်အဲ့ဒါလှက်မယ်ဆိုတော့သမီးတို့ကအေးအကုန်းမကြိုက်ဘူးပေါ့အခုကသမီးတို့ကအခုပါဖះလိုက်ဖူးမလားအော်စရကိုနောက်ပဲဆက်သွားအောင်မလဲကဘာအေးလို့လေကဘာကြီးနောက်ဆက်ပြောနောက်တော့ဘိုးတသာ